For your mindset number 5စိတ်ထားအမှတ်စဉ်5လူအားလုံးတို့သည်နှစ်စဉ်နှစ်တိုင်းဖြတ်သန်းကြရသည်မှာမိမိတို့မွေးနေ့ဖြစ်ပါသည် Happy birthday to you မွေးနေ့မှာပျော်ရွှင်ပါစေမေတ္တာဆုတောင်းပေးမှုတွေကိုရကြသည်ကောင်းသောအမှတ်တရတို့ဖြစ်အောင်ဖန်တီးကြသည်မွေးနေ့ပွဲလုပ်သည်ဖြစ်စေရိုးရိုးပဲနေမလုပ်သည်ဖြစ်စေမွေးနေ့ဆိုတာကတော့အမှတ်တရခမ်းနားစွာရင်မှာရှိကြပါသည်ချောမောဖြောင်တန်းစွာမွေးဖွားလာရသည်ဖြစ်စေအဖို့အထစ်တို့ဖြင့်မွေးလာရသည်ဖြစ်စေအမေသည်ကိုးလလွယ်၍မွေးပေးကြကြသည်လူပြစ်ခွင့်ရသောကြောင့်အဖေအမေတို့ကိုကျေးဇူးတင်ပါသည်လောကမှာတူဦးဒီသာရှိသောအဖေနှင့်အမေကြောင့်ဒီရက်ဒီအချိန်ကလေးမှာဘဝစတင်ခဲ့ရသည်မွေးနေ့မှာပျော်ရွှင်ဖို့ကိုမေတ္တာပို့သည်မေတ္တာစိတ်ထားဖြင့်အေးချမ်းစေခဲ့သည်သူတစ်ပါးမွေးနေ့အတွက်လည်းမေတ္တာဝေမျှဝမ်းသာပါသည်လူဘဝရရှိစေခဲ့သောမွေးနေ့သည်အဖိုးတန်လှပါသည်အချစ်ခံရလို့ပဲဖြစ်ဖြစ်အပြစ်ပယ်ခံရသည်ပဲဖြစ်ပါစေလူဖြစ်ခွင့်ရခဲ့ပါပြီကိုယ်တိုင်မိဘဖြစ်လာတော့သားသမီးအပေါ်ချစ်ခင်သောမေတ္တာစိတ်သည်နှိုင်းပြမရအောင်ကြီးမားသည်ကိုသိခဲ့သည်ကိုချင်းစာနားလည်တတ်သောအရွယ်သည်စိတ်ထားတို့ကိုအကောင်းဘက်တွန်းပို့ပါသည်အဇာတတမင်းသားသည်မွေးကာစသားတော်လေးကိုပိုက်ပြီးဖခမည်းတော်ကသားတော်ကိုချစ်ပါရဲ့လားဟုမေတော်မိဖုရားကြီးကိုမေးခဲ့ပါသည်မေတော်ကြီးမျက်ရည်ဖြိုင်ပြိုင်ကြသည်သားငယ်စဉ်လက်မှခုနာကြီးပေါက်ပြီးပြီးတဲ့တော့မအိပ်နိုင်ပဲတငုံငိုတအီဖြစ်နေတယ်ဖခမည်းတော်ကကိုယ်တိုင်ချီပိုးကသားကလေးလက်အနာတက်တောက်အောင်လက်ချောင်းကလေးကိုအာကရင်းမှာငုံပြီးနှွေးထွေးစေခဲ့တယ်အနာကပြီးပေါက်သွားတော့သားငယ်လေးနှိုးမှဆိုလို့ပြည်တွေကိုညှိုချခဲ့တယ်မမွေးခင်ကလည်းအဖတ်သက်သားဖြစ်မိစားတာဟုဟောကြားသည်ကိုတပ်ပါစေသေပါစေဟုသားတော်လေးကိုမွေးဖွားတန့်စင်စေခဲ့သည်ဟုပြောပြပါသည်ဇာတတမင်းသားသည်ဖခမည်းတော်၏မေတ္တာအနန္တကြီးမားသည်ကိုသိရှိနားလည်သွားတော်သည်မိဘမေတ္တာကိုနားလည်ခဲ့သည်ဖျားရှင်ကိုယုံကြည်သတာထက်သန်စွာဖြင့်လူဒန်းဌာနကောင်းမှုများစွာပြုခဲ့သည်သို့တော်လည်းအဇာတတမင်းသည်ဆရာမှအပေါင်းအဖော်မကောင်းခဲ့သောကြောင့်သောတာပန်ဖြစ်ရမည်ပါရမီကောင်းပါလာခဲ့တော်လဲအဖတ်တတ်တာဖြစ်ခဲ့သည့်အတွက်ကြီးမားသောငရဲမှာကြခံခဲ့ရပါသည်သားသမီးဘဝမှာအချစ်တွေရကြပြီးမွေးဖွားကြရပါသည်မိဘဘဝရောက်မှထိုချစ်ချင်းမေတ္တာကိုခံစားရသည်နားလည်သိသွားသည်ကိုယ့်ရင်သွေးကိုချစ်မဝကြပါဘဝရတော့ကံတွေဆက်ပြီးထူထောင်ကြပြန်သည်ဝိတ္တွေဆက်ဖို့ပါလာသလိုဝိတ္တွေထပ်ပြုကြပြန်သည်တဏှာသုံးမျိုးဖြင့်တန်တရားအထက်ထပ်ပတ်နေခဲ့သည်ကိုယ်တိုင်ဖန်တီးထိဆောက်သောဘဝသာဖြစ်ပါသည်လောကဓာတ်လှိုင်းလုံးကြီးတွေကဘဝကိုတဝုံဝုံရိုက်ခတ်သည်လေဓာတ်မိုးဓာတ်နေဓာတ်ရာသီဥတုဓာတ်ပြင်းပြင်းနဲ့ကတ်ဆိုးဘေးဆိုးတွေကြတာကိုလည်းအလူလူအလိမ့်လိမ့်ခံရသည်ဒီလိုအဖြစ်ဆိုးကြုံရတော့ကြောက်ကြသည်ငြိမ်သက်သွားတော့ပျော်ကြသည်တဏှာဝဲထဲမှာကြောက်ထာနဲ့ပျော်တာနဲ့ပဲတဏှာတွေ့ကအားတို့ဖြင့်ရှေ့ကြားလာခဲ့ကြသည်ဖျားလောင်းကျေးမင်းဖြစ်စဉ်ဘဝမှာကျွေးဟောင်းကိုလည်းဆက်ရသည်ကျွေးသည့်ကိုလည်းချရသည်ဟုပြောပါသည်ဘဝရလာသောမိသားစုဘဝကိုရုန်းကန်ကြထူမှတ်တည်ဆောက်ကြရသည်တစ်ချိန်ဒီမှပဲမိဘကျေးဇူးကိုဆက်တက်ကြရပါသည်လူတန်ဖိုးမြင့်သူတို့သည်တာဝန်ဝတ္တရားကျင့်ဝတ်တို့ကိုကျေပြွန်အောင်ထိုင်ရကြသူများဖြစ်ကြသည်စိတ်ရိုင်းမဝင်အောင်စိတ်ကိုထိမ့်ချုပ်ချွန်းအုပ်သည်အလုတ်လောက်ရာ၌စိတ်ဆက်တေချအောင်ကြိုးစားသည်အမှားအယွင်းမရှိအောင်ကိုစောင့်ရှောက်ဆောင်ရွက်နေသွားကြပါသည်သူတော်ကောင်းအကျင့်အစွမ်းတတ္တိများများရှိမှအရိယာပါရမီရှိလာပါတရားကိုမွေးလျော်ကြပါသည်ပုထုဇဉ်အထုံးရင့်တန်နေလျင်တော့တဏှာကြောင့်ကာမဂုဏ်ရမက်မှာတွေ့ဖက်ခါမခွာချနိုင်ကြပါတန်တရားကမလွတ်နိုင်ကြမလွတ်ချင်ကြပါမြတ်စွာဘုရားကအကြောင်းမဲ့ဘာတစ်ခုမှမဖြစ်ပေါ်
အကြောင်းကြောင့်ဖြစ်သောအကျိုးသာရှိသည်ဟုမကြားတော်မူပါသည်ကုသိုလ်အကုသိုလ်ဖြင့်ကောင်းသောဆိုးသောဘဝကိုရလာကြသည်လူဘဝရတာကောင်းမှုများများပြုဖို့ဖြစ်ပါသည်အခွင့်အရေးရသလောက်ကြိုးပမ်းတက်မှတ်နေကြရသည်လမ်းမှန်မှလမ်းကောင်းကိုရှောက်ရပါသည်လမ်းမှန်မှရှောက်ရပြီးတာယာခုံမင်းတွေ့တာနေလျင်တော့အပင်ငရဲမှရှေ့ကြစွာကြာရသည်ပြန်လဲလူဖြစ်ဖို့မလွယ်ကူပါအသက်ကြီး၍အိုရွယ်အချိန်ခါရောက်လေမွေးနေ့၏အဓိပ္ပာယ်သည်နှက်ဆိုင်ပေါ်လွင်လာလေဖြစ်သည်အသက်ရှည်သည်ကျမ်းမာကြသည်ဆိုတာကလည်းပြုခဲ့သောကုသိုလ်ကံတရားကောင်းမှုတို့ပါလာသောကြောင့်ဖြစ်ပါသည်ကံကြောင့်ရသည့်ဘဝကိုပြုပြင်မွမ်းမံပြီးအကောင်းဆုံးတောက်ပအောင်မှန်ကန်ဖြောင့်မတ်အောင်စွမ်းဆောင်ဖို့သည်ကိုယ်တာဝန်ဖြစ်၏တန်တရားမပြတ်၍ကောင်းတာတွေကိုကြုံဆုံဖို့ကကိုယ်တိုင်ကောင်းမှုအကျိုးကိုသိနာလည်ရပါသည်ကံသုံးပါးကိုထိမ့်သိမ့်နိုင်သည့်စိတ်ဖြင့်သာကုသိုလ်ကောင်းမှုအမှန်မြင်တမာဒိဋ္ဌိအတိကိုရရှိပါသည်စိတ်ထားဖြစ်စဉ်လျင်ကိလေသာတန့်ရှင်းနိုင်သလောက်ဘဝရာတိုင်းလှပ၏တရားလမ်းကြောင်းမှန်ပေါ်ရောက်အောင်လဲစိတ်ကိုပြုပြင်နေသွားရပါသည်တိစိတ်ဝင်တာနဲ့မကောင်းမှုဖြစ်နေသည့်စိတ်ကိုချက်ချင်းပရိတ်အုပ်ရပ်ပစ်တတ်ရသည်ကောင်းတာကိုပြောင်းလိုက်ပြင်လိုက်လုပ်ပစ်ကြရပါသည်ကောင်းမှုများလျင်မကောင်းမှုတို့မကပ်ဘဲကွာကျသွားပါသည်ရင့်ကျက်သောပါရမီမှာဖရာသာသနာနှင့်ကြုံလျင်တန်တရားလွတ်သည့်အထိကျွတ်တန်းဝင်နိုင်ကြပါသည်ဖရာပွင့်မှတန်တရားလွတ်သည့်တရားအမှန်ရှိပါသည်အမှန်သစ္စာလေးပါးသိဖို့ဖရာပွင့်တော်မူခြင်းဖြစ်သည်ခန္ဓာရခြင်းသည်ဒုက္ခသစ္စာဟုသိရသည်ဒုက္ခဖြစ်ကြောင်းသမုဒိယသစ္စာပယ်အပ်သောတရားကိုသိနာလည်အောင်ကျင့်ကြံအားထုတ်နိုင်ပါတတိကခအကျဉ်းချင်းအထက်ထပ်ပွားများအားထုတ်ခြင်းဖြင့်မက္ခသစ္စာဒုက္ခငြိမ်းချောင်းလမ်းမှန်ရပြီးအသိဉာဏ်ကောင်းတမာရီကောင်းကဒုက္ခငြိမ်းသည့်နိရောဓသစ္စာနိဗ္ဗာန်ကိုဉာဏ်မြင်ဆက်ရောက်ရပါသည်ယခုအချိန်တွင်အချိန်ကောင်းကြုံကတရားထူးတရားမြတ်ကိုလူတိုင်းကိုယ်စီအခွင့်အရေးတူရကြပါသည်ခန္ဓာဉာဏ်ရောက်ဝိဇ္ဇာအလင်းထွင်းဖောက်နိဗ္ဗာန်မျက်မှောက်ပြုနိုင်သည့်အထိတရားတွေကချမ်းမြေ့သာရစွာအားထုတ်နိုင်ကြပါစေ။